ကဲဒီမှာပါဘယ်သူလဲဆိုပြီးကြည်ကြည့်ပါမောင်ရဲ့ချစ်တော်လေးပါ ဟုတ်ကဲ့ပါရှင် တော်ရီချစ်ပါမအချစ်တော်လေးရှိပါကဲဒီအခုဘလော့လေးကိုညီမရဲ့အခု channel လေးမှာလေဟိုအပိုင်း part 2လေးကြည့်လို့ရပါတယ် part 1လေးရကြတော့ part 1လေးရကြတော့အခုဒါလေးပေါ့နော်ဒီ vlog လေးပါအခုပြောလို့ရှိရင်ဒီကနေကြည့်ရအဆင်မပြေဘူးဆိုရင် TikTok ထဲမှာညီမဒီမျိုးဆိုတဲ့အကောင့်လေးမှလည်းတွားပြီးတော့ကြည့်လို့ရပါတယ်ပြီးရင်တွလက်ဆန်ရဲ့အကောင့်လေးမှလည်းတွားကြည့်လို့ရပါတယ် အတန်ကိုဒီနှိမ့်လိုက်တာ တွလက်ဆန်အကောင့်ပြောသွားချင်တယ်တွလက်ဆန်လေးကိုအကောင့်ထပ်ဖွင့်ပြီး အလုံးမဲ့အဲ့လိုပဲကဲလေးထပ်မရလိုက်ပါဦး အတန်ဒစတာအလုံးမဲ့နော်ဒစတာဒီနေ့ရတော့ ကဲ vlog လေးရဖတ်သူလေးကတော့ညီမအခုဆက်ပြီးတင်မယ်ပါတယ်ကဲအောင်မယ်အခုတတာ